ဒီနေ့ကတော့ K2 တငယ်ချင်းတွေ drink water မှာပဲဖြစ်ပါတယ်ဆိုတော့ K2 ဘာတွေစောကြတယ်ဘာတွေလုပ်ကြလဲဆိုတာချက်တိုက်ကြည့်ပေးကြပါအောင်ရှင်ပထမဦးဆုံးအနေနဲ့drink water ရောက်ပြီပေါ့နော်ရောက်တဲ့ချိန်မှာKV ကားကိုအရင်ဆုံးစီးပါတယ်ဘာလို့လဲဆိုတော့သူကဒီအရှိဆုံးထိတ်မှာပေါ့နော်အဲ့အတွက်ကြောင့်မလို့ AD ကနေပြီးတော့မှအထဲထဲကိုစားပြီးတော့ပတ်မှာပဲဖြစ်ပါတယ်ကျမ်းမကျမ်းတာခြေတော့လည်းလွတ်နေရမှာမဟုတ်ဘူးကျမ်းတယ်လေဘာမှမကျမ်းဘူးအဲ့စီးပြင်းနေတာစီးကြရအများကြီးပဲပေါ့နော်ပင်လယ်ဓမြတွေရောတိုက်ကားတွေရောပြီးလို့ရှိရင်black roller coaster ဆိုတဲ့ဟာအဲ့ဟာတွေရောအများကြီးပဲစီးရပေါ့နော်အဲတခုမှအဲ့လိုမျိုးဗီဒီယိုမရိုက်လိုက်ရပါဘူးမရိုက်လိုက်ရပဲနဲ့အကုန်လုံးကအရန်စော့ကြရဆိုတော့လေဘာမှမရိုက်ဖြစ်လိုက်ပါဘူးဆိုတော့အခုနေ့လည်စာစားပြီးတော့ခုကတော့ snow town နဲ့ရောက်သွားပြီပေါ့နော်နေ့လည်ကျတော့အပြင်ဘက်မှာအရန်ပူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲကိုရောက်လာတာပဲဖြစ်ပါတယ်ဒီ snow town ထဲမှာလည်းကလေးလေးပေါ့နော်ကျောင်းstate ကျောင်းကလေးတွေနဲ့အများကြီးပဲပေါ့နော်သူတို့တွေနဲ့အတူလူပြီးတော့လိုက်ပြီးတော့ရှောက်စောနေတာပါပြီးတော့ဒီထဲမှာရှောက်စောလိုက်တပ်ပုံလေးရိုက်လိုက်အဲ့လိုမျိုးလုံနေကြတာပေါ့နော်လုံနေကြပြီးတော့အရန်လဲအေးလာပြီဆိုတော့အပြင်ထွက်တခြားဟာတွေလိုက်စော်မယ်ပေါ့နော်ဆိုတော့အခုအပြင်ထွက်လာပါပြီထွက်လာတဲ့အချိန်မှာပထမဆုံးသွားစီမှာတော့ကိုကတ်ပေါ့နော်ကိုကတ်သွားစီမှာပဲဖြစ်ပါတယ်155公分者方可参加，且需具备基本驾驶经验。玩法：采用踏板骑，踩左踏板。为安全起见，请避免。慢速行驶。表面的。妈妈塞哪里了？哎呀，你嗱邊度有得標啊？ပြန်ခေါ်ဘာလို့ပြန်ခေါ်ရလဲဆိုပြန်လာကွာဒီလားဒီလက်ပတ်ကိုချစ်ပေးဖို့လို့ချစ်ပေးဖို့ကြံတဲ့တော့မှပြန်လာမဟုတ်အဲ့ဒီစင်မျိုးကတော့တစ်ဖွဲ့ရဲဆိုတစ်ခါရဲထွက်ပေးဖို့ဆိုပြီးတော့ပြန်ပြန်သွားခါပြန်ဆောက်ခိုင်းတယ်တော့တော့ဖြစ်စင်တော့တကယ်စီးတဲ့ဟာတွေကတခုမှမရိုက်လိုက်ရဘူးပေါ့နော်အခုနောက်ကိုခတ်စီးတယ်ပြီးတော့ရှင်အခုဆိုရဲရေဆူတဲ့ဟာတွေပေါ့နော်အဲ့ဒါအကုန်လုံးစီးပါတယ်စီးပြီးတော့အခုဘိုက်စားလို့ဆိုပြီးတော့မုတ်စားတယ်ဟောဘလောကနည်းနည်း
ဒါကတော့အဖွဲ့ကတတိရဲ့2ယောက်ပေါ့နော်သူတို့ကဒီ roller coaster ကိုတော့စီးမယ်ဆိုပြီးတော့တက်သွားတာပေါ့နော်အဲ့မှာဘယ်လောက်တောင်ဒါကိုကြိုက်လဲဆိုတော့သူတို့2ခေါက်တောင်စီးရပေါ့နော်ခေတ်ကတော့အရင်တစ်ခေါက်လာတဲ့ကအဲ့လို experience ရှိပြီးသားဆိုတော့သူတို့ကဒူလိုက်မစီးပါဘူးသူတို့လည်းစီးပါစေဆိုပြီးတော့ထားလိုက်ပါတယ်ဆိုတော့ဒီတိုင်းလို့အောက်ကနေကြည့်နေရမယ်တော့အရင်ပျော်ဖို့ကောင်းတယ်ပေါ့နော်ဒါကြီးစီးရဒါတကယ်တော့စီးသွားအဲ့လိုမျိုးသူကအဲ့လိုမူးမေ့လေးကျင်သွားတယ်ပေါ့နော်အဲ့ဒီတော့လိုက်တော့မစီးတော့ပါဘူးဒီထောင်ကသူတို့2ယောက်ကတော့လုံးဝတတိခဲ့ပါ2ယောက်လုံးကအဲ့လိုပျော်ရွှင်နေကြတာအဲ့ကနေပြန်ထွက်လာပြီးတော့ခိတ်တို့ဖိုတိုဖီယာတဲ့ကိုဝင်ပါတယ်အဲ့ဒီထဲမှာတော့သူ့ထဲမှာလည်းအဲ့လို space လေးတွေအများကြီးရှိရပေါ့နော်ချစ်စရာကောင်းတဲ့အဲ့လိုအတီးနှံအိမ်လေးတွေတို့ပဲလို့ရှင်ပန်းရောင်အိမ်လေးအဲ့လိုအများကြီးပေါ့နော်ရှိပါတယ်你把那模型拿去啊？高中是对象嘛，模型里吃呗。我是这考出来啥钱啊？小贝，我只要别来了。就那个。我要考啥考啥钱了？不要我。哎，你知道不？你考出来走。你把你啥呢？ဆိုရင်ညနေ9:00နာရီလေးထိုးပြီးဆိုတော့အိမ်ပြန်มาတော့မယ်အဲ့ဓာတ်ပုံလေးတွေကလည်းမရိုက်ချင်မဲနဲ့အတင်းရရပါတော့ဒါပေမဲ့လည်းတပုံးမှမွဲခဲ့ပါဘူးဈေးကြည့်လို့ပါအခုကတော့အိမ်ပြန်ပါပြီနောက် flower တွေကြမှာပဲပြန်တွေ့ပါမယ်အားလုံးပဲပတ်ပိုင်ပါ